အရင်ဗီဒီယိုလေးမှာကျွန်တော် i3 i5 အကြောင်းပြောပြတော့တော်တော်များများက i3 i5 အရေးကြီးတယ်လို့ generation ကလည်းအရေးကြီးကြောင်းမှတ်ချက်တွေပေးခဲ့ကြပါတယ်ဟုတ်ပါတယ် generation ကလည်းအရင်အရေးကြီးပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုမှာကျွန်တော် generation အကြောင်းကိုရှင်းပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့က generation အကြောင်းကိုမသိဘူးဆိုလို့ရှိရင် i7 ဝယ်တာတော့မှ laptop ကလေးနေတတ်ပါတယ်ဥပမာ i7 4th gen နဲ့ i3 13th gen ဆိုလို့ရှိရင်ဘယ်ဟာ performance ပိုကောင်းတယ်လို့ထင်ပါတယ်လဲမိတ်ဆွေတို့အနေနဲ့ comment ထဲမှာရေးခဲ့ပေးလို့ရပါတယ် generation ကိုကျွန်တော်နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင် CPU ထုတ်တဲ့ခုနှစ်သို့မဟုတ် technology level ဖြစ်ပါတယ် generation တွေကိုဘယ်လိုခွဲလို့ရလဲ 4th generation ဆိုလို့ရှိရင် old generation ဖြစ်ပါတယ် 10th generation ဆိုလို့ရှိရင်တော့ newer generation နဲ့မှာပါပါတယ်အကယ်လို့ 13th gen ဆိုလို့ရှိရင်တော့ latest generation နဲ့မှာပါပါတယ် generation ကမြင့်လေဒီကွန်ပျူတာကပိုကောင်းလေပဲဖြစ်ပါတယ် i5 4th gen ဆိုလို့ရှိရင်2014ခုနှစ်လောက်ကထုတ်တဲ့ generation ဖြစ်ပါတယ် i5 13th gen လောက်ဆိုလို့ရှိရင်တော့2024ခုနှစ်လောက်ကထုတ်တဲ့ generation ဖြစ်ပါတယ် laptop နှလုံးက i5 တူနေပြီမဲ့ generation ကွာနေတယ်ဆိုလို့ရှိရင် performance ကလည်းကွာသွားမှာပဲဖြစ်ပါတယ် generation တွေကိုဘယ်လိုကြည့်လို့ရလဲကျွန်တော်တို့တွေ laptop ရဲ့ CPU processor တွေကိုစစ်တဲ့အခါမှာ generation ကပါပြီးသားဖြစ်ပါတယ် i5 8250U ဆိုလို့ရှိရင် 8th generation i5 10335G1 ဆိုလို့ရှိရင်တော့ 10th generation i5 134208ဆိုလို့ရှိရင်တော့ 13th generation ဖြစ်ပါတယ် CPU ကိုစစ်ပြီဆိုလို့ရှိရင်ပထမဆုံးတွေ့ရတဲ့ digit တစ်လုံးသို့မဟုတ်နှလုံးက generation ကိုပြထားတာပဲဖြစ်ပါတယ်လက်ရှိကျွန်တော်သုံးတဲ့ set ဆိုလို့ရှိရင် i5 14400ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ 14th generation ဖြစ်ပါတယ် new generation နဲ့ old generation တွေဘာတွေကွာသားလဲဘာ performance တွေကွာသားလဲဆိုလို့ရှိရင် new generation တွေက new architecture ဖြစ်ပါတယ်ပိုကောင်းတဲ့ performance ကိုလည်းပေးပါတယ်ဒါကြောင့်မလို့ generation မှာဆိုလို့ရှိရင်အသစ်ဖြစ်လေပိုပြီးတော့ကောင်းတယ်လို့သတ်မှတ်လို့ရပါတယ်နောက်ထပ် new generation တွေကဘာတွေကိုလုပ်နိုင်လဲဆိုလို့ရှိရင်ပိုမြန်တဲ့ speed ကိုပေးနိုင်တယ် battery လည်းပိုခံပါတယ် AI နဲ့ multitasking တွေဆိုလို့ရှိရင်လည်းဒီ new generation တွေကပိုပြီးတော့တာပါတယ် gaming မှာဆိုလို့ရှိရင်လည်း new generation ကအများကြီးပိုတာပါတယ်ကျွန်တော်အနေနဲ့ old generation ကဈေးသက်သာတယ်လို့သတ်မှတ်လို့ရတယ် new generation တွေကြတော့ဈေးကြီးတယ်လို့သတ်မှတ်လို့ရပါတယ်ဒါပေမဲ့လည်းဈေးကြီးတဲ့အတိုင်းသုံးရလည်းပိုပြီးတော့အဆင်ပြေပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့က laptop တွေဝယ်ရမယ်ဆိုလို့ရှိရင် i3 လား i5 လား i7 လောက်ကိုပဲမကြည့်ဘဲနဲ့ generation တွေကိုပါထည့်ပြီးတော့ကြည့်ရမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင် like and share လုပ်ပေးသွားကြပါနောက်ထပ်ဗီဒီယိုအသစ်တွေအတွက်လည်း follow လုပ်ပေးသွားကြပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်